နေမှာတော့ Victor Franklin ရဲ့အကျဉ်းစခန်းအတွေ့အကြုံပါဒုက္ခတွေကနေလူတွေအဒီဘက်ကိုဘယ်လိုရှာဖို့ကြလဲဆိုတာကိုပြောပြထားတာပါ ဒီစာအုပ်ရဲ့အဓိကအချက်ကတော့ဒါပါပဲရှင်တန်ဖို့အတွက်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုကအရာအလုံးကိုကြော်လွှားစေနိုင်တဲ့ Frankel ကအကျဉ်းသားတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုအဆင့်3ဆင့်ခရက်ပြထားတယ်။ကဲပထမအဆင့်ကဘာဖြစ်မလဲကြည့်အောင် ပထမအဆင့်ကတော့ Auschwitz ကိုယထာဆက်တဲ့အချိန်မှာစတင်ခဲ့တယ်အဓိကခံစားချက်ကတော့ထိတ်လန့်ခြင်းပါပဲအကျဉ်းစခန်းကိုရောက်တာနဲ့သူတို့ဘဝရဲ့အမတ်အတာအမှန်တများကိုစနစ်တကျဖျောက်ဖျက်ပစ်ခဲ့တယ် SS အရာရှိရဲ့ lot တစ်ချက်ကအသက်ရှင်ခြင်းနဲ့တေခြင်းကိုဆုံးဖြတ်ပေးခဲ့တယ်လူအများစုအတွက်တော့တေလာမှာပဲဒီလိုရက်ဆက်တဲ့အမှန်တရားကိုမြင်လိုက်ရချိန်မှာပဲပထမအဆင့်ပြီးဆုံးသွားခဲ့တယ်အတိတ်ဘဝတစ်ခုလုံးကိုဆွန့်လွတ်လိုက်ရတာပေါ့ရှင်တန်ဘဝအတွက်ဒုတိယအဆင့်ကိုရောက်လာကြတယ်အဲ့ဒါကတော့စိတ်ခံစားမှုတွေထုံထိုင်းသွားတာပဲဒါဟာသူတို့ကိုယ်သူတို့ကာကွယ်တဲ့နီလန်ပါခံစားချက်တွေဘလောက်တောင်ထုံထိုင်းသွားလဲဆိုရင်တေခြင်းတရားကတော့သူတို့ကိုမလောက်ရှားနိုင်တော့ပါဘူးပင်ပကဘာကြီးချုပ်ငင်းသွားပြီးမြဲသူတို့ရဲ့အတွင်းစိတ်ကဘာကတော့ပိုပြီးအသက်ဝင်လာခဲ့တယ်Frankel တွေ့ရှိခဲ့တာကတော့အချစ်ဟာအဆုံးစုံသောကဲတင်ရဖြစ်ပြီးအတွင်းစိတ်ရဲ့ခွန်အားရတစ်ခုပဲဆိုတာပါပဲချစ်ရသူအပေါ်အာယုံစူးစိုက်မှုကဘဒုမှမလူယူနိုင်တဲ့စိတ်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်ကိုပေးခဲ့တယ်ဆိုတော့ဒီလိုချင်းနေမှာလို့တရားမှာ reach ခွင့်တကယ်ရောက်ကြံသေးရလားလူတယောက်စီကအရာအလုံးကိုလူယူလို့ရပြီမဲ့တခုတော့မရဘူးအဲ့ဒါကကိုယ့်ရဲ့တုံးထမှုကိုရွေးချယ်ပိုင်းခွင့်ပဲဒီလိုဆံပြလူတွေကတည်ပြခဲ့တာကတော့လူစရိုက်ဟာအခြေအနေကြောင့်မဟုတ်ပဲအတွင်းစိတ်ရဲ့ဆုံးဖြတ်ချက်တာဖြစ်တယ်ဆိုတာပါပဲ Frankel ကကောက်ချက်ချလိုက်တယ်သူတို့ခွာကိုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ရွေးချယ်မှုကဘဝကိုအဒီပဲရှိစေတယ်တတိယအဆင့်ကတော့လူမြောက်ခြင်းပါဒါပေမဲ့တကယ်လည်းလူမြောက်လာတဲ့အခါမှာတော့သူတို့ထင်ထားသလိုဖြစ်မလာခဲ့ဘူးဝန်တာမဲ့အစာအရာအလုံးဟာအိမ်မက်လိုပဲလို့ခံစားခဲ့ရတယ်ပျော်ရွှင်ရမှာကိုတောင်းသူတို့မဲနေခဲ့ကြပြီအဲ့ဒီနောက်မှာတော့ရှင်ကျန်တူဒီဟာလူသားတယောက်လိုဘလူးပြန်နေထိုင်ရမလဲဆိုတာကိုတစ်စစ်တစ်စပြန်တင်ယူခဲ့ရတယ်Frankel တော့ဒီလိုကျေးဇူးတင်စိတ်နဲ့အထူးဘဝအသစ်ကိုပြန်ဆက်တင်ခဲ့တာပါပဲဒါပေမဲ့ဒုက္ခကမပြီးသေးဘူးအပြင်လောကကြီးဟာသူတို့ထင်ထားတဲ့ထက်ပိုပြီးအပေါ်ယံဆန်နေခဲ့တယ်အဆိုးဆုံးကတော့သူတို့ကိုရှင်တန်စေခဲ့တဲ့မျောလင်းချက်ချစ်ရသူကမရှိတော့တာကိုသိလိုက်ရတဲ့အချိန်ပါပဲဒါပေမဲ့အရာအလုံးကိုဖျက်ချော်ပြီးနောက်မှာတော့မတုံလုနိုင်တဲ့ခွန်အားတစ်ခုရလာတယ်အဆိုးဆုံးကိုကြုံပြီးမှတော့ဘာမှမကြောက်တော့ဘူးဒီတော့ Frankel ရဲ့ခရီးကမေးခွန်းတစ်ခုခြံခဲ့တယ်ရှောင်းလဲမရတဲ့ဒုက္ခတွေမှာလူတွေဘလို့အတိတ်ပဲကိုရွေးချယ်ရှာဖွေကြမလဲ